မင်္ဂလာပါရှင်ဒီနေ့ကတော့စုဆန်အထည်ချုပ်ကိုသွားမှာဖြစ်ပါတယ်လိုက်ပြီးတော့လေ့လာကြည့်ပါနော်မမေနဲ့သမီးကတော့ခုခုဆိုရင်စင်တူလေးဝတ်တက်တော့ဒါလေးကတော့ဘောင်းမီကြွားနေရဖြစ်ပါတယ်ရှင်ဟောဘာတို့အိမ်ရနာမှာပွဲစည်းရှိတယ်ပွဲစည်းလေးလာဦးမှာကဲအထည်ချုပ်လေးကိုရောက်ပါပြီရှင်အထည်ချုပ်လေးအပြင်ပန်းကြည့်ရတော့အေးချမ်းနေရောဒီနေ့ဘာတွေချုပ်လဲလေးလာကြည့်မယ်ကဲအကုန်လုံးအလုပ်ကိုစီနဲ့အမေလာလို့ပြောနေရဒါကတော့ချီမွေးညက်နေရလေးပါယူနီဖောင်းတွေလည်းပြီးရဒီတစ်ပတ်ကပြီးတော့ဗာပြီးလဲဆိုပြီးဆက်ကြည့်ပါမယ်နော်နောက်တစ်ပုံကဘရုံမာချီဝမ်ဆက်တွေလည်းပြီးတယ်သူကရှေ့မှာလိုင်းချောင်းလေးနဲ့နည်းနည်းလက်ဝင်တဲ့ဒီဇိုင်းလေးပေါ့နော်ဘောင်းမီကတေကျိုးပတ်လည်နဲ့ပါဒီဝမ်ဆက်လေးလည်းပြီးပါရနော်အရှိကဒီလိုမျိုးလိုင်းလေးနဲ့ပါအရောင်ကတော့6ရောင်လိုင်းပါနော်ကစတမာအပ်ထားပါရှင်နောက်တစ်ပုံရောက်တာအမြဲဘူးဖြစ်တဲ့ကျွန်းနဲ့ဖျားမှာဖျားဝစ်ဖြူပတိစိတ်မှာဖြစ်ပါတယ်ဒီကျွန်းနဲ့ဖျားမှာတော်တော်များများကအဓိဋ္ဌာန်အောင်နဲ့ပြီးတော့ဆူတောင်းပြည့်ဆိုပြီးတော့နောက်တစ်ပုံကလူတော်တော်များလည်းပြောကြပါရဲ့ရှင်မင်းကတကယ်လို့ချစ်ဆုံးလေးတို့ကအဓိဋ္ဌာန်ပြုချင်တာပဲဖြစ်ဖြစ်နောက်တစ်ပုံနဲ့နီးတာပဲဖြစ်ဖြစ်ဒီကျွန်းနဲ့ဖျားလေးကိုလာရောက်ဖို့မျိုးပုံမင်းကတိုက်တွန်းနှိုးဆိုတာပါနော်ရုံပြန်ရောက်တာနဲ့မမင်းကကျူစီဝိုင်းစစ်ပေးပါတယ်ချီမွေးဝိုင်းမြတ်ပေးရဲ့လုပ်တွေပြီးတော့အင်ရှင်းမှာဗန္နာလေးအများကြီးဆိုတော့လေကောက်မယ်ဗန္နာလေးကောက်ပြီးတော့စားမယ်ပေါ့နော်မမလည်းမနေနိုင်ဘူးဗန္နာစီအများကြီးကောက်လာရဲဆိုတော့လာကြွားသေးရကဲဗန္နာစီထုမဲ့လူကဘယ်သူလဲဖြစ်မယ်ဗန္နာစီထုမဲ့လူကအိမ်ကအငယ်ဆုံးမမေဖြစ်ပါတယ်ဗန္နာစီရလို့မမေပြောနေဗန္နာစီငါထိနိုင်တဲ့ဗန္နာစီငါတော့ချစ်နေလေးထုပေးတဲ့ဗန္နာစီကိုလာကြွားဖြစ်ပါတယ်အားရပါရဗန္နာစီထုနေတာဖြစ်ပါတယ်ဖွင့်တော့ပါပါကုမ္ပဏီဖွင့်မှာပါဗန္နာစီကုမ္ပဏီအစ်စ်ဖွင့်မှာပါအရင်ကြီးလဲစိုက်ကြမလို့လုံငါးပဲဆိုင်အောင်ဒီနေ့ကတော့ဗန္နာစီကဏ္ဍပြီးသွားရင်တော့ချုပ်ယုံကအချောလေးနဲ့အဆုံးသတ်မှာဖြစ်ပါတယ်